Hello အားလုံးပဲမင်္ဂလာပါရှင် Angel ရဲ့ The Diaries of Angel YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ vlog လေးကတော့ Angel ဟင်းချက်မဲ့အစီအစဉ်ပဲဖြစ်ပါတယ် Angel ကိုယ်တိုင်ဟင်းချက်ရအရန်ဝါနာပါတယ်အိမ်မှာလည်းအမြဲနေပါချက်စားတယ်ဘာလို့လဲဆိုတော့ Angel အဲ့လိုအပြင်မှာထွက်စားရတဲ့အိမ်မှာချက်စားရတာကိုပို့ပြီးတော့ကြိုက်တယ်အပြင်မှာထွက်စားရလဲကြိုက်ပါတယ်ဒါပေမဲ့ Angel အပြင်မှာထွက်စားပြီးဆိုရင်သမင်းကြွားသားလေးကိုတလောက်ပေးရလားလိုက်တော့နေရပါတော့ပြီးသွားရင် Angel တိတ်ပြီးမချက်တဲ့ခင်းနေဥမာ fine dining အဲ့လိုမျိုး cuisine တွေအဲ့လိုမျိုးတွေဆိုတော့ Angel ကဟိုသွားစားရတယ်ပေါ့နော်ဘာလို့လဲဆို Angel သူတို့ chef တွေကိုယ်တိုင်ချက်တဲ့အရာတော့ Angel မီးစမ်းကြည့်ချင်လို့ပေါ့နော်ဒါပေမဲ့ပုံမှန်ဟင်းနေဆိုရင်တော့ Angel ကတိတ်ပြီးပြင်ထွက်မစားဖြစ်ဘူးခါကျရင်ပြင်းတဲ့ချိန်တော့ထွက်စားဖြစ်တာပေါ့နော်အများသောအားဖြင့်တော့ Angel အိမ်မှာဟင်းချက်စားဖြစ်တာအများပါတယ် Angel YouTube ကနေဖြောင်းနေတာတော်တော်လေးကြာပါပြီဘာလို့လဲဆို Angel ကိုယ်တိုင် Angel personal case နဲ့ Angel ရှက်ခတ်နေလို့ပေါ့နော်အဓိကတော့ editing မှာပါ Angel အမြဲ vlog မှာလည်း Angel editing မှာအရန် stuck ဖြစ်ပါတယ် but anyway အခုကနှစ်လဲကုန်တော့မယ်ဆိုတော့နှစ်မကုန်ခင်မှာ Angel စူးစမ်းပြီးတော့ vlog လေးကိုတင်ပေးပါမယ်ဒီနေ့မှာတော့ Angel က Angel အသစ်ဝယ်ထားတဲ့ slow cooker နဲ့ဟင်းချက်ပြမှာဖြစ်ပါတယ် let's unbox my cookware setအိုးလေးနှလုံးပါပါတယ်ဆိုတော့မသုံးခင်အရင်ဆုံးဆေးပါမယ် oh my god ဒီလိုအိုးနဲ့ချက်ရတာအရင်ကြိုက်တယ် what the heck ow oh my god the small one so cute look ဘာကြည့်အောင်ကျိုးတွေလေအဲ့လိုမျိုးလုံးဝ unorganized ဖြစ်မှာဆိုတော့အဲ့မှာတေးချလို့ဒါ Angel နဲ့အရင်စင်ပြ Angel လေတစ်ခါကျရင်ကိုပြန်စမ်း do I have disorder ဘာလို့ဆို Angel ပစ္စည်းထားပြီးတဲ့နေရာမှာအဲ့လိုမျိုးပြန်မထားရမျိုးတော့တောင်းမကြနေရမျိုးဆိုလည်းအရင် serious ဖြစ်တယ် so this is pretty good oh yes ကွက်တီပဲဒီလောက်ကြီးမှကွက်တီပဲ you so nice ဒီမှာကြည့်လိုက်တွားလေမှာကျွန်တော်4နာရီကနေပဲ10နာရီရှိလုပ်လို့ရတယ် This is my favorite rice cooker okay အခုက Angel ကဒီဟာတစ်ခုမှမချက်ခင်မှာ preparation တော့ရလောက်ပါမယ်ဆရာမအာလူးနဲ့ carrots နဲ့ထည့်ပါမယ် carrots sorry I need to do meat first အဲဆို Angel အသားအရင်လုပ်ပါမယ်အသားအရင်ဆုံးကြော်ရမှာဆိုတော့လီးပြန်တဲ့ခါထည့် all right let me cut it okay လေးနဲ့ခွဲမယ် nice and juicy Angel ဆက်မှာဒါလုံးဝမကန်ရဘူးဒါဆေးရအောင်ပဲပေါ့နော်ဆေးပြီးသွားမှ Angel ကြော်ပါမယ်ဒါပေမဲ့အရင်ဆုံးအိုးထဲမှာထည့်ထားမယ်နော် Angel အမေကလေဟိုဟင်းချက်လုံးဝမတင်ပေးဘူး Angel ကိုလေဒါပေမဲ့ဘေးနားကနေပြောပြတယ်အဲ့သူဟင်းချက်နေဆို Angel ကိုဘေးနားမှာသူကပြောပြတယ်ငါသမီးစက်သားကိုဘယ်လိုဆေးရလဲအသားဆိုရင်3လုံးရင်တော့မှဘယ်လိုလှအောင်ခုတ်ရတယ်ပေါ့နော်အဲ့လိုမျိုးသူကတင်ပေးတယ်ဒါပေမဲ့ Angel တစ်ခါမှဟင်းမချက်ခိုင်းဘူးဆိုတော့ Angel ကလေကိုမချက်တတ်ဘူးပဲထင်တာပေါ့နော်ဒါပေမဲ့ဟင်းချက်တာလေတကယ်တော့အရန်ပင်ပန်းတယ်ဒီပြင်ဆင်ရတယ်လူရဟင်းချက်တယ်ဆိုချက်လိုက်တာကိုပဲမြင်တာတကယ်တော့မဟုတ်အဲ့နောက်မှာပြင်ဆင်ရတဲ့အရာအများကြီးရှိတယ်ပြီးဆိုတာနဲ့ Angel တို့ဒါကိုဆေးရမယ် okay အားလုံးကတော့ပေါင်းနေပြီဒီငါလုံးပြီးရင် carrots ရောဒီနေ့တောင်းလေးငါ6ခုခါကျဦးဒီခါကျဦးလေးကျုံလက်ကလေးနဲ့တူတယ် hello ညီရောဆိုခါကျဦးဆိုရင်အရန်အဲ့လိုဘီနာနေတောင်းစားအိမ်ကအမေနဲ့မှာညောင်းနေဟိုဒီခါကျဦးတော့ရှိတယ် what the heck ညီမနဲ့ခါကျဦးနဲ့လည်းမတူညီမနဲ့ခါကျဦးနဲ့တုတ်တုတ်လေးဒီမှာတသေးလေးရော why ဘာကွာတော့လည်းမသိဘူးဒီနေ့မြန်မာနိုင်ငံဟာပို့ပြီးတော့ကြတာတော့ဒါတော့ခွာရအောင်ခတ်အိမ်နဲ့ကြီးလေးမှာနော်တော်တော်များအောက်ကကျတော့ရှူရှူကြီးတကယ်ဟိုကတုံးကားမှာတွေ့ဘူးပဲလေခါကျဦးလိုမျိုးပဲဟိုယုံနေစားတဲ့ခါကျဦးလေးမြန်မာနိုင်ငံဟာကျတော့ဟိုစကတုံးကားရဲ့ခါကျဦးနဲ့မတူဘူးပေါ့မြန်မာနိုင်ငံကထွန်းတဲ့ကတုံးကားဆိုတော့ခါကျဦးကကြီးလေးဖြစ်မှာပေါ့နော်ဒါတို့နိုင်ငံ
လုပ်တဲ့ကတော့ကဆိုတို့နိုင်ငံခါကျဦးနေပေါ့ကွယ်โอเคပြီးသွားပြီဆိုတော့ပေးပါမယ်မမြောက်ဖြစ်ပါလေတဲ့โอเคဒါအကောင်းဆုံးဒါတော့ Costco ချက်တုံဖြူပါအင်ဂျင်အခွန်ခွာရအရန်အချိန်ပေးရလို့ဆိုတော့အခွန်ခွာလာပြီးတော့ချက်တုံဖြူပဲတုံပါမယ်ဝတာရီကြော်နေပါပြီဝတာကိုအင်ဂျယ်တို့နည်းနည်းအယောင်ပြောင်းသွားပြီးကြော်ပါမယ်ပြီးတော့နောက်တစ်ပုတ်ထပ်ကြော်ပါမယ်ဘာလို့လဲဆိုတော့ဒီအိုးကအရင်ပေးနေတယ် I need big kitchen I need big kitchen အေး kitchen အကြီးလို့တင်တယ်ပြီးတော့ stove ကလည်းလို့6ခုလောက်ကျဲနေရလို့တင်တယ်ဟာ one day အင်ဂျယ်ခုဒီဘာမှမစားတယ်ည6နာရီထုံးနေမနေ့ကလေးကနေပြီးတော့I need to eat something oh my god I need to eat something so အင်ဂျယ်ကအခုအင်ဂျယ်တကယ်ချင်းမနေ့တုန်းကဆိုင်ရနေပြီးတော့လက်ဆောင်ပေးလိုက်တဲ့ green curry Thai green curry အဲ့ဒါကိုစားမယ် It looks good သူပြောအဲ့ဒါကိုတဲ့ကျဥမွေကြော်နဲ့စားပါတဲ့ so let me do ကျဥမွေကြော် at the same time 2 egg 야, 타이 사이 차대 하. 또 콘스터 라인도 돼. 콘스터 네. 해야 봐, 매. 나니 잡이? Oh my god. 니 봐요. 니 잡이 어디 상 잡아 온 거야. 오케이, 왔다. 저 디마 왔다 오. 디마 이제 사네 green curry. ဟင်းဖြစ်ပါတယ်ဒါကတော့ကိုရကပါ everything's good ကဲခုကျဥကြော်အတွက်နေရာရှားပါမယ်တကယ်3ခုတော့တစ်ခါလုံးနိုင်ပြီမဲ့လည်းနေရာမရှိဖြစ်နေဒါနဲ့ကျဥကြော်ပါမယ်ဝတာကတော့ရပ်ပါပြီဝတာအိုးရပြောင်းထည့်မယ်Okay. Not that at all, man. It's good. Yeah. 좀 있고 내가 고마워요. 그래서 덕분에 용기가 났어요. 됐어 스피킹이 안 되는 거지 리스닝은 다 돼. 책임자급이면 그 정도 응수 신경 쓸게. Then we have ginger powder and oyster sauce. 라인도 안정화시키려면 결국 내가 가야 해. 240명. 그래. အခုအသားကတော့ပြီးသွားပြီပြီးရင်ပြင်ဆင်တဲ့ဟာလည်းအကုန်လုံးပြီးသွားပြီအတိက part 우리 매일만
ရှင်းရပါမယ်ဆိုတော့ဆေးရမယ်ရှင်းရမယ် so many things 제 전문입니다. okay let me shine first can see ပါ 그때 정말 감사했습니다. 당신 그다음에 အခုအရင်စက်တုပ်ဖြူကြိတ်ပါမယ် See you tomorrow. See you tomorrow. 안 오기는 우주 여기시야. 아 그것이 것이야. 이제 더 중요한 게 생겼어요. စက်တုပ်ဖြူထည့်ပါမယ် 우주 씨한테 အခုထိန်ထိန်နဲ့တော်တော်လေးကိုပြည့်သွားတယ်အဆင်ပြေလောက်မှာပါ I think so okay let's see so ဒီကဖြစ်ပါတယ်ဆိုတော့နေရအောင်ပါပေါ့နော်နေပြီးတော့မှပဲချက်မှာဆိုတော့မနေခင်တော်တော်လေးကအိုးကတော့ပြည့်နေတယ်ဒီမှာ 긴장이라더니 I think it's gonna be okay 번호만 잊어지고 있습니다. what the heck it's so full ပိတ်ကြည့်ရအော်ပိတ်လို့ရပါတယ် I think it's gonna be okay yeah sure နေရမယ်ဒီလက်အိမ်မရှိတော့နေလို့တော့မရတော့ but anyway အပိဒါရင်းနေနဲ့ထပ်ပါမယ် okay ဆိုတော့အခုကတော့စောင်းဖို့ပဲကြံပါတော့တယ်ဒါပေမဲ့မစောင်းရမှာအင်ဂျင်မစောက်ခဲ့ပါအေးအရေးဆုံးတန့်ရှင်းလုပ်ပါမယ်ပြီးသွားရင်စက်သွန်ဖြူတွေကြိတ်ထားပါမယ်ဘာလို့ဆိုတော့စက်သွန်ဖြူကအကြာကြီးမခံတော့အိမ်မှာထားရင်အကုန်တိုးကုန်ပါနော်တိုးကုန်တာလားဘယ်လိုလဲမှုတ်တက်ကုန်တာပေါ့နော်ဆိုတော့အဲ့လိုမဖြစ်အောင်လို့အင်ဂျင်ကြိတ်ပြီးတော့ freezer ထဲမှာထည့်ဖတ်ပါမယ် Hello good morning ပါအခုကတော့မနေ့ရောက်ပါပြီအင်ဂျင်မနေ့ချက်ထားတာပြပါမယ်အင်ဂျင်တကယ်တော့မနေ့တုန်းကလေအရန်စားကြံလို့ခံစားနေလို့နည်းနည်းတော့စားလိုက်တယ်ဒါပေမဲ့ဒီနေ့ကတော့ပို့ပြီးတော့နူးနူးလေးနဲ့ကောင်းနေမှာပေါ့နော်အဲ့လေးကိုအင်ဂျင်ကစွန်ထောင်ဟေးလေးနဲ့ပြီးတော့ဒီညုတ်တီးပေါ့နော်ညုတ်တီးကြော်ဒါလေးနဲ့စားပါမယ်အတာနူးပြီးတော့ဖြစ်နေပြီကောင်းမကောင်း what the heck မနေ့တုန်းကအင်ဂျင်ကညတကောင်ပေါ့နော်ညတကောင်မနေ့အစိုးကြီးပေါ့မနေ့အစိုးကြီးမှာတစ်ခါပြန်ပြီးတော့ဘေးနားမှာခွဲထားတဲ့အသားနဲ့ကျန်တဲ့အာလူတွေပေါ့နော်အဲ့ဒါထပ်ပြီးတော့အင်ဂျင်ပြန်ထည့်ထားတာဘာလို့လဲဆိုတော့မနေ့တုန်းကအင်ဂျင်မနေ့မှမဟုတ်မနေ့ပေါ့ဒီနေ့မနေ့လိုပဲပြောမှာပေါ့နော်ဘာလို့ဆိုတော့4 နာရီ5 နာရီလောက်ထင်တယ်အင်ဂျင်တစ်ခါပြန်ပြီးတော့ဒီအသားတွေထပ်ထည့်တယ်အသားဆိုတော့အင်ဂျင်ကြော်ထားပြီးတဲ့အသားတွေဘေးနားမှာဆက်တက်ဆိုင်လုပ်ထားတယ်မနေ့ကအင်ဂျင်အိုးအသေးလေးနဲ့လေအိုးအသေးလေးနဲ့ထည့်ထားတဲ့အဲ့မှာအသားတွေပဲအဲ့ဒါကိုအိုးကြီးလေးပြောင်းထည့်တယ်ပြီးသွားရင်အာလူတွေ carrot တွေအင်ဂျင်ထည့်ထည့်ပေါ့ဆိုတော့စိုင်းနဲ့ကုန်လာတာမနေ့ကအင်ဂျင်စားလိုက်သေးတယ်အရင်မခံစားနိုင်လို့ဟိုပြီးတော့မပြီးသေးဘူးပေါ့နော်အင်ဂျင်6 hour မပြီးသေးပေမဲ့လည်းအင်ဂျင်ခံနိုင်တော့စားလိုက်မယ်ဆိုတော့နည်းနည်းစားတယ်ဘာလို့ဆိုအကုန်ကတော့ကြက်နေပြီဒါပေမဲ့ပိုပြီးနူးဖို့လိုတာပေါ့နော်ဆိုတော့အခုဒီနေ့မနေ့ကတော့တော်တော်လေးနူးပြီလို့ထင်ပါတယ်ခဏကြိုင်တော့အင်ဂျင်စားပါမယ်ခုအင်ဂျင်ထမင်းချက်လာအောင်မယ် okayဆိုတော့ခုအင်ဂျင်စွန်ထောင်ဟေးချက်နေပါတယ်ဆိုပြီးတော့မယ်ပေါ့နော်အခုတော့ morning coffee အင်းအခုပြန်လာပါပြန်နေဆိုဘယ်ဘက်မျက်လုံးကအပူကန်နေအထဲမှာမမြင်ရတော့မျက်လုံးကဖွင့်မရအောင်တစ်ဖက်ကတော်တော်နာတယ်ပြီးဒီထိတ်နာမှာဝက်ချန်တက်တက်ပေါ့so anyway ဒီနေ့မနက်ကတော့အင်ဂျင်စန်ထောင်နဲ့ဒါနဲ့စားပါမယ်ခုတော့ morning coffee okay အားလုံးပဲအင်ဂျင်ရဲ့ vlog လေးကိုကျင်းနေတတ်မလို့ညွှန်လင့်ပါတယ်ဆိုတော့နောက်ထပ် vlog မှာအင်ဂျင်ပြန်ပြီးတော့တွေ့ပါမယ်Bye.